Hello, hello mi glava, Mr. BCY Gaming YouTube channel ကနေမိတ်ဆွေတငယ်ကျွန်တော်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ Okay ဒီတစ်ခေါက်ဗီဒီယိုလေးကတော့ကျွန်တော်ကိုညီငယ်လေးတယောက်ကမေးထားတယ်ပေါ့နော်။သူမေးထားတဲ့ achievement mission လေးတစ်ခုရှိတယ်။သူပြောထားတာတော့ဗျာဘောလုံးပုံစံလေးကိုမှတော့ gun တွေဝိုင်းနေတဲ့တော့ဒီ achievement mission လေးတစ်ခုကိုရှင်းပြပေးပါ။ Okay ကျွန်တော်လည်းအခုအားလေးကိုရှင်းပြပေးပါမယ်။မိတ်ဆွေတကယ်ကျွန်တော်ရဲ့အကောင့်လေးတဲ့ကိုဝင်လိုက်ပေါ့နော်ဝင်ပြီးတော့ lobby တဲ့ကိုတွားလိုက်ပါပြီးနော်ရင်းနဲ့ဒီ achievement ဆိုတဲ့နေရာလေးကိုဝင်မယ်ဝင်ပြီးရတဲ့တပြိုင်နက်တည်းနော်ရင်းနဲ့လူပုံစံနေရာလေးကိုထောက်လိုက်ပါထောက်ပြီးရတဲ့တပြိုင်နက်တည်းဒီမှာသူပြောထားတဲ့ဘောလုံးပုံစံလေးကိုဘေးမှာနော် gun တွေဝိုင်းနေတဲ့ achievement mission လေးပေါ့နော်ဒီ achievement လေးရတော့ battle hunter ဆိုတဲ့ achievement လေးလို့ခေါ်ရတယ်ဒီ achievement လေးမှာဘာတွေလုပ်ရမလဲဘယ်လို mission တွေလဲဆိုတာကျွန်တော်အနေနဲ့ယခုဗီဒီယိုမှာအားလုံးကိုရှင်းပြပေးမယ်ပေါ့နော်ဒီ achievement mission လေးကအားလုံးပေါင်းလိုက်မယ်ဆိုတော့တော့9ခုတိတိရှိရပေါ့နော်ဒီ9ခုကတော့အရန်ကြီးမခတ်ဘူးဗျာဘယ်လိုပြောရမလဲဆိုတော့သူ့ရဲ့ achievement mission တွေကဘယ်လိုမျိုးလဲဆိုတော့ gun တွေလည်းပြစ်စီရမလို့ဘယ်လိုမျိုးမှလည်းလောက်ချင်မလို့အဓိကအနေနဲ့အဆင့်တက်ရမယ်ပေါ့နော်အဆင့်တက်ရမယ်ဆိုတော့မိတ်ဆွေတကယ်ကျွန်တော်ရဲ့အကောက်ကိုပြောရမယ်ဆိုတော့ AC Dominator ထိကိုရအောင်ဆော့ပေးလိုက်ပါဒါဆိုတော့ဒီ achievement mission တွေအားလုံးကလုံးဝ complete ဖြစ်သွားမယ်ပေါ့နော်အခုမိတ်ဆွေတကယ်ကျွန်တော်ကများသောအားဖြင့်ကျွန်တော်တို့အနေနဲ့အချိန်သိမ့်မရကြဘူးမလားအချိန်သိမ့်မရတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတကယ်ကျွန်တော်ရဲ့အကောက်တွေကကျွန်တော်တို့ diamond နဲ့ကျွန်တော်တို့ crown တချို့ကြောက်လဲ AC တွေပဲအဲ့လောက်နဲ့ပဲကျွန်တော်တို့ seasonကုန်သွားခဲ့တယ်ပေါ့နော်ဒီလိုမျိုးမဟုတ်ရဘူးမိတ်ဆွေတကယ်ကျွန်တော်စီစဉ်စလိုက်တာနဲ့တပြိုင်နက်တည်းနော်တို့နဲ့ AC Dominator ကိုတစ်ခေါက်လောက်ပဲရအောင်ဆော့လိုက်ပေါ့နော်တစ်ခေါက်ရောက်လောက်ဆော့လိုက်တာနဲ့တပြိုင်နက်တည်းဒီ achievement တွေ mission တွေအားလုံးကလုံးဝ complete ဖြစ်သွားမယ်ဒီလို complete ဖြစ်သွားတဲ့နဲ့တပြိုင်နက်တည်းသူ achievement point စုပေါင်းတော့ achievement point နေအောင်လုံးဝတော့ရရှိမယ်ပေါ့ဗျာပြီးဒီ achievement point တွေအပြင်မှာလုံးဝတော့ premium create coupon တွေကလည်းလုံးဝကိုအများကြီးရရှိမယ်ပေါ့နော်ပြီးတော့ classic create coupon တွေရောပါတခါတည်းပါဝင်မယ်ဒါတော်တော်ကြီးတော့မိုက်တယ်ပေါ့ဗျာကျွန်တော်ကတော့ဒီ achievement mission တွေကိုပြီးစီးသွားပြီပေါ့နော်ကျွန်တော်အနေနဲ့ဒီ season တစ်ခုမှာတော့ AC Dominator ထိကိုရအောင်ဆော့လိုက်တယ်ပေါ့နော်အခုမိတ်ဆွေတကယ်ကျွန်တော်အနေနဲ့လည်းယခု season မှာစဆော့တဲ့သူတွေဆိုရင်လည်းမိတ်ဆွေတကယ်ကျွန်တော်ရဲ့အကောက်ကို AC Dominator ထိရအောင်တင်လိုက်ပါတင်လိုက်တဲ့ပြန်တဲ့တော့ Sake reward တွေကိုပါတော့လုံးဝရရှိမယ်ပေါ့နော်ပြီးဒီ achievement mission လည်းလုံးဝ complete ဖြစ်သွားမယ်ဒါကြောင့်မလို့တစ်ချက်ကုန်နှစ်ချက်ပြတ်ပေါ့နော်မိတ်ဆွေတကယ်ကျွန်တော်အနေနဲ့လည်းဒီ AC Dominator ကိုရောက်လိုက်တဲ့ပြန်တဲ့တော့ Sake reward မှာလည်းMatis ရရှိမယ်ပြီးတော့ဒီ Premium Create Coupon တွေရလည်းလုံးဝတော့10ခုတိတိကိုအနည်းဆုံးရရှိမယ်ပေါ့ဗျာပြီးရင်တော့ Classic Create Coupon တွေလည်းရရှိမယ်ပြီးတော့ Achievement Point ကလည်း200ကြီးတောင်ရရှိမယ်ဆိုတော့တော်တော်ကြီးတော့မိုက်တယ်ပေါ့နော်မိတ်ဆွေတကယ်ကျွန်တော်အနေနဲ့လည်းဒီ Battle Hunter ဆိုတဲ့ Achievement Mission လေးကိုပြီးပြီလားပေါ့နော်မပြီးသေးဘူးဆိုရင်လည်းမိတ်ဆွေတကယ်ကျွန်တော်ရဲ့အကောက်ကို AC Dominator တိရအောင်ဆော့တင်ပါတယ်ဒါဆိုတော့မိတ်ဆွေတကယ်ကျွန်တော်ရဲ့ Achievement Point တွေကလည်း200ထိရရှိမယ်တော့ Premium Create Classic Create Coupon တွေလည်းလုံးဝတော့ free ရရှိမှာဖြစ်ပါတယ်Okay ဒါဆိုတော့မိတ်ဆွေတကယ်ကျွန်တော်နဲ့ဒီ Battle Hunter Ready Achievement Mission လေးအကြောင်းလည်းလုံးဝအသေးစိတ်နားလည်သွားမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်မိတ်ဆွေတကယ်ကျွန်တော်အနေနဲ့ Like and Subscribe ပြုလုပ်နိုင်ပါတယ်ကြည့်ရှုအပေးကြတဲ့မိတ်ဆွေတကယ်ကျွန်တော်ဒုတိယချင်းစီတိုင်းအောင်လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะကဲအားလုံးပဲ Bye bye